က္ကသိုလ်ဝင်တဲ့အောင်မြင်ပြီးသူတယောက်လည်းဖြစ်တယ်နိုင်ငံတကာမှာအသုံးချလို့ရတဲ့ဘွဲတစ်ခုကိုရယူပြီးပြည်ပမှာလည်းသွားမတက်ချင်ဘူးကုန်ကြစိတ်တက်တာစွာနဲ့မြန်မာနိုင်ငံမှာပဲတက်ရောက်ရှင်နေဆိုလို့ရှိရင်တော့ PSN International College မှာဖွင့်လှစ်လိုက်တဲ့ UK ထိပ်သီးတက္ကသိုလ်ကြီးမှာတိုက်ရိုက်ချီးမြှင့်တဲ့ BA Honor စီးပွားရေးဘွဲဟာအသင့်အတွက်အကောင်းဆုံးရွေးချယ်မှုတစ်ခုဖြစ်ပါတယ်PSN International College မှာ BA Honor စီးပွားရေးဘွဲကိုတက်ရောက်ချင်တယ်ဆိုလို့ရှိရင် 20% scholarship discount ရှောက်ထားနိုင်မှာဖြစ်ပြီးတော့အရေးကြီးစနစ်ဖြစ်လဲတက်ရောက်နိုင်အောင်မှာပဲဖြစ်ပါတယ်BA Honor စီးပွားရေးဘွဲကိုဘယ်လိုလူတွေတက်ရောက်တင်လဲဆိုလို့ရှိရင်တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီးသောသူများ GED IGCSE အောင်မြင်ပြီးသောသူများဘွဲမရသေးသောသူများလုပ်ငန်းတစ်ခုကိုကိုယ်တိုင်ဦးဆောင်လိုသူများBusiness နဲ့ Management ပညာရပ်ကိုလေ့လာနေသောသူများ UK နိုင်ငံတက္ကသိုလ်ကြီးမှာပေးတဲ့ဘွဲကိုကုန်ကြစည်တက်တာစွာဖြင့်တက်ရောက်လိုသူများအတွက်အကောင်းဆုံးရွေးချယ်မှုတစ်ခုပဲဖြစ်ပါတယ်ပထမနှစ်နဲ့ဒုတိယနှစ်ကိုတော့ PSN International College မှာတက်ရောက်နိုင်မှာဖြစ်ပြီးတော့ Final Year ကိုတော့နိုင်ငံခြားမှာသွားရောက်တက်ရောက်ချင်တယ်ဆိုရင်လည်းရနိုင်သလိုနိုင်ငံမှာပဲတက်ရောက်ချင်တယ်ဆိုလို့ရှိရင် PSN International College မှာ University of Hertfordshire ရဲ့ BA Honor Business Administration ဘွဲကိုဘွဲရသည့်အထိတက်ရောက်နိုင်မှာပဲဖြစ်ပါတယ်။သင်ကြားမှုပိုင်းမှာဆိုလို့ရှိရင် on campus ဖြစ်တဲ့အတွက်လူကိုယ်တိုင်လာရောက်တက်ရောက်ရမှာပဲဖြစ်ပါတယ်။ on campus ဆိုပေမဲ့စာပြန်လေ့လာရအခါမှာအခက်အခဲမရှိရလေအောင် PSN International College ကနေပြီးတော့ recording video များကိုလည်းပြန်လည်စီစဉ်ပေးသွားမှာပဲဖြစ်ပါတယ်။စာပြန်လေ့လာဖို့အတွက်လုံးဝစိတ်ပူစရာမလိုပါဘူးเนาะ။သင်ရဲ့အနာဂတ်ပန်းနိုင်တဲ့ရည်မှန်းချက်တွေကိုလက်တွေ့အကောင့်ထဲပေါ်နိုင်မှုအတွက် UK နိုင်ငံရဲ့ University of Hertfordshire အနေမှာတိုက်ရိုက်ချီးမြှင့်တဲ့ BA Honor Business Administration ဘွဲကိုစိတ်ဝင်စားတယ်ဆိုလို့ရှိရင်ခုပဲ comment မှတ်ခဲ့လိုက်တော့เนาะ